ကျင်တဲ့အမျိုးသမီးတိုင်းဇီးပြူတီကိုစားပါတင်ဟာနုပြိုခြင်းနဲ့အသားရည်ကြည်လင်ခြင်းနဲ့စပင်တွေတန်ဆွမ်းခြင်းနဲ့ဒါပေမဲ့ပတ်စံအများကြီးအကုန်မခံခြင်းဘူးဆိုရင်တော့ဒီအသီးလေးတစ်လုံးပဲလိုပါတယ်။သိပ္ပံနည်းကျလေးလောင်မှုတွေရာဇီးပြူတီတစ်လုံးဟာလိမ်မော်သည့်အလုံး20မှာပါတဲ့ဗိုက်တာမင်စီထက်တောင်ပိုများနေတယ်ဆိုတာသင်သိပါသလား။ဒီနေ့ဗီဒီယိုမှာတော့ဇီးပြူတီရဲ့ထူးခြားတဲ့စွမ်းသတ္တိ5မျိုးကိုပြောပြပေးသွားမှာမို့အဆုံးထိကြည့်လိုက်ကြပါအောင်နော်။နံပါတ်1သဘာဝရဲ့ကောလာဂျင်ပထမဆုံးတစ်ချက်ကတော့အသားရည်ပါဇီးပြူတီမှာ antioxidants တွေအများပြားပါဝင်တဲ့အတွက် cell တွေပျက်စီးတာကိုကာကွယ်ပေးပြီးအရေးအကြောင်းတွေကိုလျှော့ချပေးပါတယ်။ collagen ထွက်နှုန်းကိုမြင့်တင်ပေးလို့သဘာဝအတိုင်း botox ထိုးထားသလိုတင်းတင်းရင်းနဲ့ဝင်ပါနေစေမှာပါ။နံပါတ်2သပင်ကျွတ်ခြင်းအတွက်အကောင်းဆုံးဆေးသပင်ကျွတ်လို့စိတ်ညစ်နေလားဇီးပြူတီကစံသားအမြစ်တွေကိုတန်ဆွမ်းစေပြီးသပင်ဖြူတာကိုလည်းနှေးကွေးစေပါတယ်။ဇီးပြူတီကိုစားပေးတာပဲဖြစ်ဖြစ်ဇီးပြူတီစီကိုသုံးပေးတာပဲဖြစ်ဖြစ်တိတိတတ်တာထူကြလာမှာပါနံပါတ်3ကိုခံရတဲ့အစာချေစနစ်နေမကောင်းခဏခဏဖြစ်တဲ့သူတွေအတွက်ဇီးပြူတီကအကောင်းဆုံးကိုရံတော့ပါဗိုက်တာမင်စီကျွဲဝါလို့ကိုခံအားကိုမြင့်တင်ပေးသလိုအမြင့်ထက်ဖိုင်ဘာပါဝင်မှုမြင့်မားလို့အစာအိမ်နဲ့ဥလန်းကြောင်းပြဿနာတွေကိုလည်းရှင်းပေးပါတယ်ဇီးပြူတီကိုဘယ်လိုစားကြမလဲဇီးပြူတီကဖန်တော့အစိမ်းစားရတာခံနေလားဒါဆိုရင်တော့ဇီးပြူတီကိုတေးသေးလေးတွေလီပြားရည်နဲ့စိမ်ပြီးမနက်တိုင်းတစ်စုံစားကြည့်ပေးပါဒါဟာသိခနာကိုအတွက်အကောင်းဆုံး detox ဖြစ်စေမှာပါဒီတော့ဈေးကလည်းသက်သာအာနိသင်လည်းအမခံနဲ့ဇီးပြူတီကိုအခုပဲစားကြည့်လိုက်ကြပါနော်ဒီဗီဒီယိုလေးကအကျိုးရှိရဲဆိုရင် like and share လုပ်ခဲ့ဖို့မမေ့ပါနဲ့哦နောက်ထပ်ကျမကြီးလေးဝက်ချက်တွေသိကျင်သေးရင်တော့ကျမတို့ရဲ့ knowledge world channel ကို subscribe လုပ်ထားလိုက်ပါနော်ကျေးဇူးတင်ပါတယ်